ကံကံရီကျိုးကိုယုံကြည်တဲ့သူနဲ့ကံကံရီကျိုးကိုမယုံကြည်တဲ့သူဘာတွေများကွာခြားပါမလဲစဉ်းစားကြည့်ကြရအောင်ကံကံရီကျိုးကိုယုံကြည်တဲ့သူဟာဘလို့များတွေးပါမလဲမကောင်းတာလုပ်ရင်မကောင်းကျိုးကိုခံစားရမယ်ကောင်းတာလုပ်ရင်ကောင်းကျိုးကိုစမ်းစားရမယ်ကံကံရီကျိုးကိုမယုံကြည်တဲ့သူကတော့ကံဆိုတာဟာမရှိပါဘူးကောင်းတာလုပ်ရင်လည်းကောင်းကျိုးကိုခံစားရတာမဟုတ်ပါဘူးဆိုးတာလုပ်ရင်လည်းဆိုးကျိုးဆိုတာဖြစ်လာတာမဟုတ်ပါဘူးဆိုပြီးကံကံရီကျိုးကိုမယုံကြည်ဘူးဆိုရင်တော့သူလှုပ်ချင်တာကိုသူလှုပ်ပါမယ်ကောင်းတာတွေမကောင်းတာတွေစဉ်းစားမနေပဲအကုန်လှုပ်ပါမယ်အဲ့ဒီလိုဆိုတဲ့အခါမှာမကောင်းတာတွေကိုလှုပ်ပြီးပိုဆိုးသွားနိုင်တဲ့အနေအထားမျိုးမှာလမ်းကြောင်းများပါတယ်လူဆိုတာဟာကောင်းကျိုးချမ်းသာကိုပဲရရှိခြင်းကြတယ်ဆင်းရဲဒုက္ခကိုမကြုံကျင်ကြပါဘူးကံကိုယုံတော့ကုသိုလ်ဟာကောင်းကျိုးချမ်းသာကိုပေးတယ်လို့ယုံကြည်ပါတယ်ကုသိုလ်လုံးမှာပဲဆိုတဲ့အတွေ့တွေဝင်လာမယ်အကုသိုလ်တွေလုပ်ရင်တော့အကုသိုလ်ရဲ့အကျိုးကိုခံစားရမှာပဲဆိုတဲ့အတွေ့တွေဖြစ်လာပါတယ်အဲ့ဒီလိုဆိုလိုက်တဲ့အခါမှာကုသိုလ်ကံနဲ့အကုသိုလ်ကံ၄မျိုးကွဲပြားသွားပါတယ်ယနေ့မှာတော့အဲ့ဒီကံကြီး၄မျိုးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ကံ၄မျိုးနံပါတ်1ဂရုကံဂရုကံဆိုတာဟာအားလုံးကြီးတဲ့ကံဖြစ်ပါတယ်အကုသိုလ်ဂရုကံကုသိုလ်ဂရုကံနှစ်မျိုးရှိပြီးတော့လူဘဝအသက်ရှင်နေထိုင်စဉ်ကာလမှာအကုသိုလ်ဂရုကံလှုပ်ထားမယ်ဆိုရင်ဒီဆုံးဒီတက္ကလငရဲသူတန်းရောက်မှာဖြစ်ပါတယ်အကုသိုလ်ဂရုကံကြောင့်ငရဲသူကြားရတဲ့သူ၅မျိုးရှိပါတယ်နံပါတ်1ဖျားကိုသွေးစိမ့်တဲ့အောင်ပြုဘူးသူနံပါတ်2ယဟန္တာအရှင်မြတ်များနဲ့တန်ဃာကိုတက်ခဲ့သူနံပါတ်3တန်ဃာဖွဲ့စည်းခြင်းချင်းစိတ်ဝမ်းကွဲအောင်ပြုခဲ့သူနံပါတ်4မိဘကိုတက်ခဲ့သူနံပါတ်5မိမိအားမိဘတပွဲကောင်းကျိုးချမ်းသာကိုလိုလားတဲ့ဆရာသမားများကိုတက်ခဲ့သူများဖြစ်ပါတယ်အဲ့ဒီအပြစ်များကိုကျူးလွန်ခဲ့လျင်တော့ကျူးလွန်ပြီးနောက်နာမြည်များပင်ရနေပါစေမြည်ရကုသိုလ်များကိုဖြည့်ဆွက်ပြုလုပ်ပါစေကုသိုလ်ကံများဟာအကျိုးမပေးသေးပဲတေဆုံးသည့်ငရဲသို့အရင်ဆုံးလာရပါတယ်ကုသိုလ်ဂရုကံကြီး၄မျိုးနံပါတ်1သောတာပတ္တိမကုသိုလ်နံပါတ်2သရဂံမကုသိုလ်နံပါတ်3အနာဂံမကုသိုလ်နံပါတ်4ယဟန္တာမကုသိုလ်တို့ပဲဖြစ်ပါတယ်ထိုကုသိုလ်ကံများဟာဝိပဿနာဘာဝနာပွားများခြင်းကြောင့်သာလျှင်ရရှိနိုင်ပါတယ်ဝိပဿနာပွားများခြင်းကြောင့်ထိုကုသိုလ်များရရှိခဲ့လျင်မိမိတို့သက်ရှင်နေထိုင်စဉ်ကရရှိခဲ့သည့်စိတ်အစဉ်အတန်းတိုင်းကာမတုဂ္ဂိ9ပုံမှသည်တရားဝါဒ9ပုံနှင့်နိဗ္ဗာန်သို့တိုင်ပြီးသည်နှင့်ရရှိနိုင်ပါလိမ့်မယ်သောတာပန်တရားကံများကတော့ကာမတုဂ္ဂိ9ပုံတနည်းအားဖြင့်နတ်ပြည်9ထပ်သို့ရောက်ရှိနိုင်ပါလိမ့်မယ်အနာဂတ်မကုသိုလ်များကတော့ဗမာဘုံသို့ဆက်ရောက်ကြပါလိမ့်မယ်ယဟန္တာရှင်သူများကတော့အနုပါတိတေတာနိဗ္ဗာန်သို့ဆောင်ဝင်နိုင်ကြပါလိမ့်မယ်ကုသိုလ်ဂရုကံသည်အောက်ထစ်ဆုံးသောတာပန်အရိယာဖြစ်မှသာလျှင်ကုသိုလ်ဂရုကံဟုခေါ်ဆိုရပါလိမ့်မယ်ဝိပဿနာအားထုတ်တော်လဲသောတာပန်မဖြစ်သေးဘူးဆိုလျှင်ကုသိုလ်ဂရုကံဟုခေါ်ဆိုလို့မရနိုင်ပါဘူးနံပါတ်2အာတဏကံအာတဏကံဆိုတာဟာနှလုံးသွင်းမှုကံဖြစ်ပါတယ်တေဆုံးသည့်ချိန်ဝဲဂရုကံနဲ့အာကြီးသောအခြားကံများမရှိဘူးဆိုလျှင်အဲ့ဒီပုဂ္ဂိုလ်ဟာအာတဏကံအကျိုးပေးပါလိမ့်မယ်တေဆုံးကံဤအချိန်မှာယောဂဝေဒနာပြင်းထန်စွာဖြီးစည်းနှိပ်စက်လာလျင်ယုံနံတို့ဤသဘောဝေဒနာတို့ကိုနှလုံးသွင်းနိုင်မှုယရဏမြတ်သုံးပါးကိုတတိယအောက်မေ့နိုင်မှုတို့ကြောင့်မိမိတို့ပြုလုပ်ခဲ့သောကုသိုလ်များကိုအဖန်တလဲလဲကြည်နူးမှုဖြင့်ကာမတုဂ္ဂိဘုံများနှင့်ဗမာဘုံများအထိကိုမိမိတို့၏နှလုံးသွင်းနိုင်မှုပေါ်မူတည်ပြီးတော့ရောက်ရှိနိုင်ကြပါလိမ့်မယ်တေဂန်ဤအချိန်ဝဲနှလုံးသွင်းမှုမမှန်ကန်မှုဇနီးမယားခင်မွန်းသားသမီးများကိုတောင်းတနေမှုပစ္စည်းဥစ္စာများကိုဆွဲလန်းနေမှုဝေဒနာကိုတီးမခံနိုင်မဲ့အော်ဟစ်ညှိတွားနေမှုတေဆုံးကန်ဤအချိန်မိမိတို့နှလုံးသွင်းခဲ့သည့်အစိတ်ဆင်အတန်းတိုင်းငရဲတရိษံပိတ်တာအတူတကယ်စသည့်အပေလေးပုံစာတီတို့ရောက်ရှိကြပါလိမ့်မယ်ရုပ်ဝိထုနှင့်စိတ်ဆွဲလန်းခြင်းကြောင့်ပိတ်တာပုံတို့ရောက်ရှိရပြီးအော်ဟစ်ညှိတွားခြင်းကြောင့်ဒေါသစိတ်ဟာငရဲစာတီကိုပေးစွမ်းရပါလိမ့်မယ်နံပါတ်3အာစိန်နကံအာစိန်နကံဆိုတာဟာအသက်ရှင်နေထိုင်စဉ်ကာလအတွင်းမှာပြုလုပ်ခဲ့သောနေ့စဉ်ကံဖြစ်ပါတယ်ဂရုကံနဲ့အာတဏကံမရှိတဲ့သူဟာဘုံကနေတိုင်းကနေရုပ်တရက်ကြီးမိမိကိုယ်ကိုတေးလို့တေးမှမသိတော့အသက်ရှင်နေထိုင်စဉ်မှာဒါနကိုမျက်နှိုးစွာနေ့စဉ်ပြုသူသီလကိုမကျိုးပေါက်အောင်တတိဖြင့်စောင့်ထိန်သူအာကုသိုလ်ကိုရှောင်ရှားနေထိုင်သူများကတော့ကာမတုဂ္ဂိ9ပုံသို့ရောက်ရှိသွားမှာပဲဖြစ်ပါတယ်နေ့စဉ်5ပါးသီလဖောက်ဖျက်ကျူးလွန်လိုသူအိဋ္ဌာမိစရိယအနာလိုဥဒိုစိတ်ကြီးသူနှလုံးသွင်းမမှန်သူများဟာမိမိတို့၏စိတ်အစဉ်အတန်းတိုင်းအပေ၄ပါးစာတီတို့မသွေမုတ်ချရရှိကြမှာပဲဖြစ်ပါတယ်နံပါတ်4
ကတတာကံတခါတရံပြုလုပ်မိသောကံဖြစ်ပါတယ်ကုသိုလ်လည်းမသိအကုသိုလ်လည်းမသိရပဲမမေရရမလုပ်ခဲ့သူများဟာငရဲစာတိယမမင်းနဲ့တိုက်ရိုက်တွေ့ဆုံခွင့်ရမယ့်သူများဖြစ်ပါတယ်ငရဲမင်းကဘာကုသိုလ်တွေလုပ်ခဲ့လဲလို့မေးတဲ့အခါမှာမိမိကကုသိုလ်ဖြစ်စေနိုင်တဲ့အလုပ်တစ်ခုကိုတတိယခဲ့မယ်ဆိုရင်တော့ငရဲကနေလွတ်ကင်းနိုင်ပါလိမ့်မယ်ဘာကုသိုလ်မှလည်းမလုပ်ခဲ့တတိမရခဲ့ဘူးဆိုရင်တော့ငရဲတို့ကြရောက်မှာပဲဖြစ်ပါတယ်ထိုကုသိုလ်ကံ၄မျိုးလုံးရှိနေခဲ့မယ်ဆိုရင်ထိုသူတည်ဆုံးသည့်အခါမှာဂရုကံဟာအရင်ကြိုးပေးပါလိမ့်မယ်ဂရုကံမရှိခဲ့ဘူးဆိုရင်တော့နံပါတ်1အာသနကံကအကျိုးပေးမှာဖြစ်ပါတယ်ဂရုကံနဲ့အာသနကံမရှိဘူးဆိုရင်တော့နံပါတ်3အာစိဏကံကအကျိုးပေးမှာဖြစ်ပါတယ်ဂရုကံအာသနကံအာစိဏကံကံ3မျိုးလုံးမရှိတဲ့သူကတော့နံပါတ်4ကတတာကံကိုအကျိုးပေးမှာဖြစ်ပါတယ်အဆုံးအထိနားတော်တာဆင်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်